မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်အားလုံးဧရာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်တနင်္သာရီတိုင်းနေပြည်တော်အပါအဝင်ဇွန်လ4ရက်5ရက်6ရက်9ရက်10ရက်9ရက်ထိအတွင်းဗန်လားပင်လယ်နှင့်ကပ္ပလီပင်လယ်ပြင်တို့တွင်အနောက်တောင်မုတ်တုံလေအားနည်းခြင်းကြောင့်မြို့နယ်အများစုနေသာမည်နေရာကွက်မိုးသားအုပ်ဆိုင်းနေမည်မိုးနှင်းမိုးပါသွားမည်မြို့နယ်တချို့နေရာကွက်ကြားမိုးကျဲကျဲရွာသွန်းမည်ဇွန်လ9ရက်နောက်ပိုင်း10ရက်12ရက်13ရက်ကိ14ရက်15ရက်16ရက်18ရက်တွင်အရှေ့တောင်တရုတ်ပင်လယ်ပြင်နှင့်ဖိလစ်ပိုင်ပင်လယ်ပြင်တွင်လေဖိအားနည်းရပ်ဝန်းသို့မဟုတ်မုန်တိုင်းဖြစ်ပေါ်ခြင်းကြောင့်ဗလားပင်လယ်ပြင်နှင့်ကပ္ပလီပင်လယ်ပြင်တို့တွင်ဇွန်10ရက်15ရက်အတွင်းအနောက်တောင်မုတ်တုံလေအားပြန်ကောင်းလာကလေဖိအားနည်းရပ်ဝန်းမဟုတ်မုန်တိုင်းငယ်ဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ်အားလုံးမိုးပြန်ကောင်းလာနိုင်သည်ဇွန်ရက်နေ့လေးမကွေးတိုင်းမန္တလေးတိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်မိုးနှဲသွားမည်မြို့နယ်တချို့နေရာကွက်ကြားမိုးရွာမည်မြို့နယ်အများစုနေသာ၍မိုးသားအုပ်ဆိုင်းနေမည်ဖြစ်သည်